It is a truth universally acknowledged that a single man in possession of a good fortunes must be in want of a wife. ပတ်စံရှိရဲ့လူပြိုလူလူတယောက်ကတော့မိမလူချင်နေမှာပဲဆိုတာလူတိုင်းလက်ခံထားတဲ့အမှန်တရားတစ်ခုပေါ့ However, they didn't know the feelings or views of such a man may be on his first entering a neighborhood. အဲ့ဒီလိုလူမျိုးရက်ွက်တဲ့အစ်ပြောင်းလာရင်သူ့ရဲ့တကယ်စိတ်နေစိတ်ထားဒါမှမဟုတ်သူ့ရဲ့အစီအစဉ်ကဘာလဲဆိုတာဘယ်သူမှမသိသေးပေမဲ့ This truth is so well fixed in the minds of the surrounding families that he is considered as the rightful property of someone or other of their daughters. ပဝန်းကျင်ကမိသားစုရဲ့ကောင်းတဲ့မှာတော့ဒီလူဟာငါတို့သမီးတွေရဲ့တရားရောက်နဲ့ညားရမယ်ဆိုပြီးတထေရတဲ့တတ်မှတ်ထားကြတာပေါ့ My dear Mr. Bennet, said his lady to him one day, I have you heard that Niederfield Park is let at last? တော်ရဲ့ Niederfield Park ခြံကြီးကိုနောက်ဆုံးတော့လူငါရသွားပြီဆိုတာကြားပြီးပြီလားလို့တရက်မှာတော့ Mrs. Bennet ကတယောက်ကြောင်လှမ်းပြောလိုက်တယ် Mr. Bennet replied that he has not. Mr. Bennet ကမကြားသေးဘူးလို့ပြန်ပြောလိုက်တာပေါ့ But it is, returned she. ငါရသွားပြီလို့သူမိမစိုးအသိပြန်ပြောနေတယ်For Mrs. Long has just been here and she told me all about it. ခုနလေးတင်မဲ့ Mrs. Long ဒီကိုလာသွားတာပြီးတော့အကြောင်းဆောင်ပြောပြသွားတယ်လေ Mr. Bennet made no answer. Mr. Bennet ကတော့ဘာမှပြန်မပြောဘဲနေနေတယ် Do not you want to know who has taken it? cried his wife impatiently. ရှင်ကတော့ဘယ်သူငါလဲဆိုတာမသိချင်ဘူးလားလို့သူမိမစိတ်မရှိတယ်လို့နဲ့လှမ်းအောင်မေးတယ် You want to tell me and I have no objection to hear it. မင်းကပြောချင်နေတာပဲဟာငါကလည်းနားထောင်ပေးဖို့အသင့်ပါပဲ This was imitation enough ဒါကတော့သူမအတွက်ပြောဖို့လမ်းပွင့်တယ်လို့ဖြစ်သွားတာပေါ့ Why my dear you must know Mrs. Long says Niederfield is taken by a young man of large fortunes from the north of England အော်တော့လေသိအောင်ပြောရအောင်မယ် Mrs. Long ပြောတာကတော့ Niederfield ခြံကိုအင်္ဂလန်မြောက်ပိုင်းကပတ်စံအရန်ချမ်းသာတဲ့လူပြိုလေးတစ်ယောက်ကငှားလိုက်တာတဲ့ That he came down on Monday in a chaise and four to see the place. ပြီးခဲ့တဲ့နေ့ကတင်သူကိုယ်တိုင်မြင်းလေးကောင်ပါတဲ့ရထားလုံးကြီးနဲ့ခြံလာကြည့်တာတဲ့ I was so much delighted with it that he agreed with Mr. Morris immediately. ကြည့်ပြီးတော့တိတ်တဘောကျသွားလို့ Mr. Morris နဲ့ချက်ချင်းပဲတဘောသူစားချလိုက်တာတဲ့ That he is to take positions before Michaelmas and some of his servants are to be in the house by the end of next week. Michaelmas ပွဲတော်မတိုင်ခင်သူကိုယ်တိုင်အပြေးပြောင်းလာဖြစ်ပြီးနောက်ဘက်ကောင်လောက်ဆိုရင်တော့သူ့ရဲ့အစိတ်ခဲတချို့အိမ်ကိုအရင်ဆုံးရောက်လာမှာတဲ့ What's his name? Binley. သူ့နာမည်ကဘာလဲသူ့နာမည်က Binley တဲ့ Is he married or single? အိမ်တော်ရှိလားလူပြိုလား Oh, single, my dear, to be sure. A single man of large fortunes, 4 or 5,000 a year. Oh, လူပြိုကြီးပေါ့တေချာတာပေါ့ပတ်စံနဲ့တိတ်ရှိတာတနေ့ကိုပေါင်4,500လောက်ဝင်ငွေရှိရဲ့တဲ့ What a fine things for our girls. တို့သမီးတွေတော့တိတ်ကန်ကောင်းတယ်ပဲကွယ် How so? How can it affect them? ဘာဖြစ်လို့အဲ့ဒါတို့သမီးနဲ့တက်ဆိုင်ရတာတော့ My dear Mr. Bennet, replied his wife. တော်ရဲ့လို့သူမိမပြန်ပြောတယ် How can you be so troublesome? You must know that I'm thinking of him marrying one of them. ရှင်ကလည်းဘာလို့ဒီလောက်ထိတောင်းရတာလဲအဲ့ဒီလူပြိုကြီးကသူသမီးတွေကတယောက်ယောက်နဲ့ညားရင်တိတ်ကောက်မှာပဲလို့ကျမတွေးနေတာရှင်သိရတာနဲ့ Is that he design in settling here? အော်သူဒီမလာအခြေချတာကဒီလိုရွယ်ချက်ရှိလို့ပေါ့ဟာလား Design? Nonsense. How can you talk so? ရွယ်ချက်ဟာလားရှောက်ပြောနေပြန်ပြီ But it is very likely that he may fall in love with one of them, and therefore you must visit him as soon as he comes. ဒါပေမဲ့ तू ကတို့သမီးတွေရဲ့တရားရောက်ကိုသဘောကျသွားဖို့လည်းဖြစ်နိုင်တာပဲလေအဲ့ဒါကြောင့် तू ရောက်ချင်းရှင်သူ့စီသွားပြီးနှောက်ဆက်ရမယ်နော် I see no occasion for that. You and the girls may go or you may send them by themselves, which perhaps would stay better. ငါကတော့သွားစရာအကြောင်းမရှိပါဘူးမင်းနဲ့သမီးတွေပဲသွားကြလေဒါမှမဟုတ်သမီးတွေကိုပဲလွတ်လိုက်ရင်ပိုတောင်ကောင်းမယ် For you, for as you are as handsome as any of them,
Mr. Bentley might like you the best of the party ဘာလဲဆိုတော့မင်းကလည်းတမီးတွေလိုပဲချောနေတော့မယ်ဆိုတော့ Mr. Bentley ကမင်းကိုပဲအကြိုက်ဆုံးဖြစ်နေအောင်မယ် My dear you flatter me I certainly have my share of beauty but I do not pretend to be anything extraordinary now တော့လည်းလာမြောက်နေပြန်ပြီငယ်တော့ကတော့ငါလည်းတလုံးချောပေါ့ငါလည်းချောတာပေါ့ဒါပေမဲ့အခုအရွယ်မှာတော့အထူးဆန်းကြီးလှနေတော့မလို့ငါကမပြောချင်တော့ပါဘူး When a woman have 5 grown-up daughters, she ought to give over thinking of her own beauty. တမီး beauty 900တောင်ရှိရဲ့အမေပဲကိုအလှပါကြောင့်တွေးနေဖို့မသိတော့ပါဘူးလေ In such cases, a woman have not often much beauty of to think. အေးလေဒီလိုအရွယ်မျိုးမှာဆိုရင်မြို့သမီးတွေမှာတွေးစီအလှပါလဲဘာမှသိမကြံတော့တာ But my dear, you must indeed go and see Mr. Bentley.When he comes into the neighborhood ဒါမဲ့တော့ရေသူဒီကိုရောက်လာရင်ရှင်တကယ်တော့တွေ့ပေးရမယ်နော် It is more than I engaged for I assure you ငါအမခံရတယ်အဲ့ဒါကတော့ငါလုပ်ပေးနိုင်တဲ့အလုပ်ချက်ပိုနေပြီ But consider your daughters only think what an establishment it would be for one of them တမီးတွေကိုလည်းငှဲ့ပါအောင်တော့ရေတမီးတွေရဲ့တယောက်ကနေရာကောင်းရောက်သွားရင်ဘလောက်အဆင်ပြေသွားမလဲစဉ်းစားကြည့်အောင် Sir Williams and Lady Lucas are determined to go merely on that account for in general you know they visit no newcomers Sir William နဲ့ Lady Lucas တို့စနီးမောင်နှံအောင်ဒီအကြောင်းပဲတတွေ့ဖို့ဆောင်ရွက်ထားတာပုံမှန်ဆိုရင်သူတို့ကအသိပြောင်းလာတဲ့သူတွေစီတွားလေးရှိရမဟုတ်ဘူးဆိုတာရှင်းလင်းသိရတာနဲ့ In this you must go.For it will be impossible for us to visit him if you do not. ရှင်တကယ်တွားရမယ်နော်ဘာလို့လဲဆိုတော့ရှင်ကိုယ်တိုင်မတွားဘဲနဲ့တို့တွေအခြေပဲတော့နောက်ဆက်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်လို့ပါ You are over scrupulous. Surely I dare say Mr. Bingley will be very glad to see you, and I will set a few lines by you to assure him of my hearty consent to his marrying whichever he chooses of the girls.Though I must throw in a good word from my little Lizzie. မင်းလည်းတိတ်ပြီးလူမှုရေးစီကံရင်ကြီးနေတာပဲငါအမခံရဲတယ် Mr. Bingley ကမင်းတို့ကိုတွေ့ရင်တိတ်ကိုဝမ်းသာသွားမှာပြီးတော့မင်းတို့တွားရင်ငါကလည်းစားတဆောင်ထည့်ပေးလိုက်မယ်လေသူကြိုက်တဲ့တမီးတယောက်နဲ့လက်ချက်ဖို့ငါဘက်ကလူလာသဘောတူပါရဲဆိုတဲ့အကြောင်းပေါ့ဒါပေမဲ့ငါသမီးလေး Lizzie တွေ့တော့နည်းနည်းကောင်းချီးပေးစကားထည့်ပြလိုက်အောင်မယ် I dare you will do no such thingအဲ့လိုတော့မလုပ်ပါနဲ့တော့ Lizzie is not a bit better than the others Lizzie ကအချက်သမီးတွေထက်ဘာမှပိုကောင်းနေတာမဟုတ်ဘူး and I'm sure she is not half as handsome as James or half as good humorous as Lydia ကျင်းရဲ့တဝက်လောက်တော့မချောတယ်လို့ Lydia လိုလည်းပြောနေတဲ့သူမဟုတ်တာသိချာတယ် But you are always giving her the preference ဒါမဲ့ရှင်ကတော့အမြဲတမ်းသူ့ကိုပဲမျက်နှာလိုက်နေတာပဲThey have none of them much to recommend them, replied him. သူအားလုံးကလည်းတိုက်ပြီးထူးထူးခြားခြားချီးကျူးစကားရှိနေတာမဟုတ်ပါဘူးလို့သူကပြန်ပြောတယ် They are all silly and ignorant like other girls, but Lizzie has something more quickness than his sisters. အချောင်မိန်းကလေးတွေလိုမျိုးပဲအားလုံးကနှုံးအားပြီးဘာမှမသိကြတာပါပဲဒါပေမဲ့ Lizzie ကတော့သူ့ညီမအမတွေထက်ဆိုင်ရင်နည်းနည်းတော့ချက်ချတာပေါ့Mr. Bennet, how can you abuse your own children in such a way? Mr. Bennet, ရှင်ကတော့ကိုတသမီးတွေကိုဒီလောက်တောင်နှိမ်ရတယ်နော် You take delight in vexing me. You have no compassion on my pure nerves. ရှင်ကကျမတို့ကိုစိတ်ဆိုးအောင်လုပ်ရတာပဲပြောနေတာကျမစိတ်ပင်ပန်းတာကိုလည်းနည်းနည်းမှမတနာဘူး You mistake me, my dear. မင်းကအထင်လွဲနေပြီမိမရာ I have a high respect for your nerve. They are my old friends. ငါကမင်းကိုတိတ်တမိုးထားတာပါI have heard you mention them with considerations these 20 years at least. မင်းအနည်းဆုံးဒီအနည်း20အတွင်းအဲ့ဒီအကြောင်းတွေကိုပဲထည့်ပြောနေရလေ You do not know what I'm suffer. ကျမဘလောက်ခံစားနေရလဲဆိုတော့အရှင်မသိပါဘူး But I hope you will get over it and live to see many young men of 4,000 a year come into the neighborhood. ဒါပေမဲ့မင်းသားကိုကြော်ဖြတ်နိုင်မှာပါပြီးတော့တစ်နှစ်ကိုပေါင်4-5တောင်လောက်ရှိရဲ့လူပြိုလေးတွေဒီပတ်ဝန်းကျင်ကိုပြောင်းလာတာကိုလည်းမြင်ရတဲ့အထိအသက်ရှင်နေအောင်မှသိလား It will be no use to us if 20 such should come, since you will not visit them.
ရှင်းကမှတော့မတွေ့ပြီးအဲ့ဒီလူမျိုးအယောက်20ပြောင်းလာတယ်တို့တွေတဘာမှတုံးစားလို့ရမှာမဟုတ်ဘူး depend upon it my dear that when they are 20 I will visit them all စိတ်ချပါမိမရအယောက်20လောက်ရှိလာပြီဆိုရင်တော့ငါတို့ကလုံးစီတွားပြီးတော့တွေ့ပေးပါမယ် Mr. Bennett was such so odd a mixture of quick parts sarcastic humor reserve and caprice that the experience of 3 and 20 years have been insufficient to make his wife understand his character. Mr. Bennett ကတော့ညံကောင်းတယ်။တယောက်တတ်တဲ့ဟာတညံရှိရယ်။လူရဲ့အေးဖြစ်တယ်။နောက်ကျတော့စစ်ကူးပေါင်းရင်ပေါ့လို့လောက်တတ်တဲ့အကျင့်ကြောင့်သူဟာလူထူးလူဆန်းဖြစ်တာမို့အတူတူပေါင်းလာတဲ့23နှစ်တာတက်တန်းဟာတမိမအတွက်သူ့အကြောင်းကိုနားလည်ဖို့မလုပ်ခဲ့ပါဘူး။ Her mind was less difficult to develop. တမိမရဲ့စိတ်ညစ်စိတ်ထားကိုသိဖို့ကပိုလွယ်ပါတယ်။ He was a woman of mean understanding, little information and something proper. သူမကတော့အမြင်ကျင်းပြီးတော့ဘူးတာနေတဲ့အပြင်စိတ်အပြောင်းလဲတိတ်မြန်တဲ့မိမတစ်ယောက်ပေါ့။ When she was discontented, she fancied herself nervous. The business for his life was to get her daughters married. His solace was visiting a news. စိတ်တိုင်းမကြတဲ့ဖြစ်တဲ့အခါတိုင်းသူမကတော့ကိုယ်နေမကောင်းဖြစ်တယ်လို့ပြောတတ်တာပေါ့သူမရဲ့ဘဝတစ်ခုမှာအဓိကအလုပ်ကကြတော့သမီးတွေကိုလင်ကောင်းတားကောင်းရအောင်ပေးစားဖို့ဖြစ်ပြီးတော့ဘဝရဲ့တစ်ခုတည်းတော့အမောပြေစရာကတော့လူတွေစီလက်ပတ်တာနဲ့အတင်းဖြင့်တရင်နားထောင်တာပါပဲတဲ့